မင်္ဂလာနံနက်ခင်းပါခင်ဗျဒီတစ်ခါတော့အိမ်ပြူတော်ကိုကြွားမြန်းတော့မဲ့ကျွန်တော်တို့ရဲ့ချန်ပီယံကြီး Joshua Ban ဆိုတဲ့အကြောင်းကိုဂုဏ်ယူဝမ်းမြောက်စွာနဲ့ပြောပြခြင်းပါတယ်မနေ့ညကတော့ UFC ကသူတို့ရဲ့ဒီအိမ်ပြူတော်မှာကျင်းပမဲ့အစီအစဉ်တွေကိုတရားဝင်ချပြလိုက်တယ်အဲ့လိုချပြတဲ့အနေအထားမှာဒီတက်ရောက်လာမဲ့ပြည်သက်တွေအတွက်လည်းအစီအစဉ်တွေအများကြီးလှုပ်ထားတဲ့ဆိုတဲ့အကြောင်းကိုပါချပြထားတယ်ဆိုတော့ကြတော့အိမ်ပြူတော်မှာကျင်းပမဲ့ပြိုင်ပွဲကဒီတိုင်းထိုးပွဲတစ်ခုတည်းမဟုတ်ဘူးဥပမာအဖြစ်ပြောရမယ်ဆိုရင် International Fight Week ကာလပုံစံမျိုးလိုပဲကျင်းပမှာသူတို့ကဒီအင်ပီရိုမှာကျင်းပမဲ့ပြိုင်ပွဲမှာဒီပြည်သက်တွေနဲ့ဒီ fighter တွေတွေ့ဆုံတဲ့အစီအစဉ်တွေစီးပွားရေးလုပ်ငန်းတွေတွေ့ဆုံတဲ့အစီအစဉ်တွေပြီးတော့ selly တွေလာတဲ့အစီအစဉ်တွေစတဲ့အမျိုးမျိုးနဲ့ပုံစံမျိုးစုံနဲ့ကျင်းပမှာဆိုတော့ကြတော့အဲ့ပွဲကလည်းပွဲတော်ကြီးတစ်ခုလိုပဲအဲ့လိုပွဲတော်ကြီးတစ်ခုလိုကျင်းပမဲ့အနေအထားမှာဘယ် fighter တွေကိုလည်းဖိတ်ခေါ်ရဲဆိုတဲ့ပုံစံမျိုးနဲ့တရားဝင် list လိုက်ထုတ်ပြန်တယ်ကျွန်တော်တို့ရဲ့ချန်ပီယံကြီး Joshua Ban ကအဲ့ဒီဖိတ်ထားတဲ့ list မှာထိတ်ဆုံးကနေပါဝင်နေတယ်။ကာယကရှင် fighter ကိုယ်တိုင်ကလည်းအင်ပီတော်ကိုသွားမယ်ဆိုတဲ့အကြောင်းကိုသူ့ရဲ့ mind story ကနေကြွားသွားတယ်။ဆိုတော့အဲ့ဒီအကြောင်းအရာလေးကိုပြည်သက်တွေကိုပြည့်ပြည့်စုံစုံပြောပြချင်တာဖြစ်ပါတယ်။အင်ပီတော်မှာကျင်းပမဲ့ပြိုင်ပွဲကိုရှေ့လာမဲ့ဇွန်လ15ရက်နေ့မှာကျင်းပမယ်။အဲ့ဒီနေ့မရောက်ခင်ရှေ့ရက်တွေမှာလည်းအခြားသောအစီအစဉ်တွေရှိတယ်။ဥပမာဇွန်လ12ရက်နေ့မှာဆိုရင် promotion ကအဲ့ဒီပြိုင်ပွဲမှာပါဝင်ထိုးသက်မဲ့ fighter တွေအကုန်လုံးကိုအကျိုးသတင်းစာရှင်းလင်းပွဲလုပ်မယ်စင်မော်မှာမျက်နှာချင်းဆိုင်မယ်ဒီအနေထားမှာပြည်သက်တွေအနေနဲ့လာပြီးအခမဲ့တက်ရောက်လို့ရတယ်နောက်ထပ်ဇွန်လ13ရက်နဲ့14ရက်နေ့မှာဆိုရင်တော့ဒီ celebrity တွေတက်ရောက်မယ် UFC ကနာမည်ကြီး fighter တွေတက်ရောက်မယ်အဲ့လိုတက်ရောက်တဲ့အနေအထားမျိုးမှာလည်းဒီ live show အစီအစဉ်တွေ music show အစီအစဉ်တွေလည်းပါတယ်ပြည်သက်တွေအနေနဲ့လည်းအဲ့ဒီအနေအထားမှာလာပြီးတော့ fighter တွေနဲ့တွေ့လို့ရတယ် celebrity တွေနဲ့တွေ့လို့ရတယ်ဒီလိုတွေ့ဆုံနိုင်ဖို့အတွက် UFC ကဘယ်လိုပုံစံမျိုးစီစဉ်ထားလဲဆိုတော့အခါတိုင်းပြိုင်ပွဲလို့တော့တကားဖွင့်ပေးထားတာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ Imperial မှာကျင်းပမဲ့ပြိုင်ပွဲဆိုတော့လုံခြုံရေးအရတင်းကြပ်ရတွေရှိတယ်ဒါကြောင့်မလို့သူတို့ကအဲ့ဒီပြိုင်ပွဲကိုလာပြီးပြည်သက်တွေတက်ရောက်ချင်တယ်ဆိုရင်ကြိုပြီးတော့ application ကနေရှောက်ထားဖို့ဆိုတဲ့ပုံစံမျိုးနဲ့တရားဝင်ကြေညာတယ်အဲ့တော့ကြတော့တယောက်အနေနဲ့နှစ်ခါရှောက်လို့ရတယ်ခုံနှစ်ခုံရှောက်လို့ရတယ်ဝင်ခွက်နှစ်နေရာရှောက်လို့ရတယ်အဲ့လိုရှောက်ပြီးတာနဲ့သူတို့ကဘယ် criteria တွေနဲ့စစ်မှာလဲဆိုတော့သူ့ရဲ့ background တွေဘာညာတွေမစစ်ဘူးဒီတိုင်း random အနေနဲ့မဲနှိုက်ပြီးတော့ဘယ်သူကမဲပေါက်ပါတယ်လာပြီးတော့တက်လို့ရတယ်ဘယ်သူကမဲပေါက်ပါတယ်စတဲ့ပုံစံမျိုးနဲ့သူတို့ကမဲနှိုက်ပြီးတော့ရွေးချယ်မှာအဲ့လိုရှောက်ဖို့အတွက်ရှေ့လာမယ့်ရက်ပိုင်းအတွက်မှာဒီရှောက်လာတွေကို online ကနေတစ်ဆင့်လက်ခံမဲ့ဆိုတဲ့အကြောင်းကိုလည်းတရားဝင်ကြေညာထားတယ်Joshua Ban ကတော့ဘယ်နေရာမှာပါပြီးတော့ပါဝင်ရမလဲဆိုတော့ဒီဇွန်လ13ရက်နဲ့14ရက်အစီအစဉ်မှာဒီ professional fighter တွေ UFC က champion နေနဲ့ပြည်သက်တွေတွေ့ဆုံတဲ့အခမ်းအနားမှာ Joshua Ban ကပါဝင်ရမှာအဲ့လိုအနေထားမျိုးမှာဒီအခမ်းအနားတွေကိုတက်ရောက်လာမယ့် fighter စင်းကိုလည်း UFC ဘက်ကတရားဝင်ချပြထားတယ်ကျွန်တော်တို့ရဲ့ champion ကြီး Joshua Ban ကထိတ်ဆုံးကနေပါတယ် UFC flyweight champion Joshua Ban ဆိုတဲ့ပုံစံမျိုးနဲ့ထိတ်ဆုံးကနေဖော်ပြထားတယ်ဆိုတော့ကြတော့မြန်မာပြည်ပွား fighter တယောက်ကပထမဆုံးအင်ပြူတော်ကိုသွားပြီးတော့ဝက်တက်ရချင်းဆိုရမှတ်တမ်းမျိုးတောင်ပါသွားနိုင်တယ်အခြားဖိတ်ခေါ်ထားတဲ့ fighter ချင်းကိုကြည့်ရတဲ့လောက်တော့ဒီပြိုင်ပွဲမှာ flyweight တန်းကတခြားသော fighter တွေသိမပါဘူးပန်တိုဂျာတော့ပါတယ်ဆိုတော့ကြတော့ဒီပြိုင်ပွဲမှာပြည်သက်တွေရဲ့အမေးဖြေကဏ္ဍက Joshua Ban နဲ့ပန်တိုဂျာကိုတည်ပြီးတော့မြန်မေးခွန်းတွေမေးလာမလား Joshua Ban နဲ့နောက်ပွဲမှာဘယ်သူနဲ့ရင်ဆိုင်ထိုးသက်ခြင်းလဲစတဲ့ပုံစံမျိုးတွေနဲ့ပြည်သက်တွေကမေးခွန်းထုတ်လာနိုင်တယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ fighter လေးကို promotion ဘက်ကဒီလိုပုံစံမျိုးအရေးတူနဲ့ဆက်ဆံလာတာခေါ်ဆိုလာတာတော်ကြီးကိုကျင်းနှက်ဖို့ကောင်းတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်းခဲ့တဲ့ကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ် Joshua Ban ကဒီ champion ကဘက်ကာကွယ်ပြီးနောက်ပိုင်းမှာအမေရိကမှာတော့အရန်ကိုနာမည်ကြီးသွားပြီးသူ့ရဲ့ footage တွေကို online မှာတွေ့ကောင်းတွေ့လိမ့်မယ်သွားလေယာမှာသူနဲ့ဓာတ်ပုံရိုက်ချင်တဲ့သူတွေအမေရိကလိုနေရာမျိုးမှာတော့အများကြီးဖြစ်နေပြီး promotion ဘက်ကလည်း media တိုးလုပ်ပေးဖို့အထီတောင် season နေတဲ့ဆိုတဲ့ပုံစံမျိုးတွေလည်းကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ်တခြားသောလုပ်ငန်းတွေကလည်း sponsor ပေးချင်တာတွေရိုက်ကူးရေးတွေလုပ်ချင်တာတွေ magazine တွေစတဲ့ပုံစံမျိုးကန်လန်းခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းပြည်သက်တွေကိုပြောပြထားတယ်ဆိုတော့ကြတော့ဒီအခင်းချင်းတွေကတော့ Joshua Ban ရဲ့တိုးတက်လာတဲ့အရှိန်အဝါတွေကြီးမားလာတဲ့အရှိန်အဝါတွေကိုထင်ဟပ်စေတဲ့အနေအထားမျိုးမလို့ကျွန်တော်ပြည်သက်တွေကိုချပြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နီးပြကြီး Frank ကပြောဆိုသွားတဲ့အကြောင်းအရာလေးကိုလည်းဆက်ပြီးဖောက်တဲ့ချခြင်းနဲ့သတင်းသမားကဘယ်လိုပုံစံမျိုးသူ့ကိုမေးလဲဆိုတော့ Joshua Ban ရဲ့ကစားပုံကဘာဖြစ်လို့ဘောက်ဆင်ပိုင်းမှာအားပြုနေတာလဲဘောက်ဆင်အရန်ကောင်းလွန်းနေတာလဲဆိုတဲ့အချက်ကိုသူကသိခြင်းနဲ့အဲ့လိုပုံစံမျိုးကြောင့်မလို့သူတို့ကနီးပြ Frank ကိုမေးတယ်နီးပြ Frank က Joshua Ban ရဲ့ဒီဘောက်ဆင်ကစားပုံဘာဖြစ်လို့ကောင်းတာလဲဆိုတော့နီးပြတွေနဲ့လဲဆိုင်မဲ့ထင်တယ်ဆိုတဲ့မြင်လေးနဲ့သူကချပြတယ်သူကိုယ်တိုင်လဲ MMA striking နီးပြဖြစ်သည့်တိုင်အောင်သူကလဲဘောက်ဆင်ကိုအားပြုပြီးပဲတင်တယ်ဘောက်ဆင်ကိုအရန်ကိုအားကိုးပြီးပဲသူကတင်တယ်တစ်ဖက်မှာလဲ Jose Pesquet ရှိတယ် Jose Pesquet ကတော့လုံးဝဘောက်ဆင်သီးတယ်ဘောက်ဆင်ကိုမှ old school style နဲ့ဇက်တိုက်တင်ပေးတာဆိုတော့ကြတော့ Joshua Ban ကိုယ်တိုင်ကလဲဘောက်ဆင်ကစားရတာကြိုက်ပုံရတယ်ဒီလိုပုံစံမျိုးကြောင့်မလို့သူကဘောက်ဆင်ပိုင်းကိုပို့ပြီးအားပြုတာအဲ့လိုပုံစံမျိုးကြောင့်ကစားတာထင်တဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြန်လည်ဖြည့်ရှင်းသွားတယ်
နောက်ထပ်သူကဘာထပ်ပြောလဲဆိုတော့ Joshua Ban ကအဲ့လိုပုံစံမျိုးတဲ့မဟုတ်ဘူးသူကတကယ်ကိုစူးစမ်းတဲ့သူဆုံးဖြတ်ချက်မှန်မှန်နဲ့စူးစမ်းတဲ့သူလုံးဝစိတ်ဆန္ဒအပြည့်အဝနဲ့စူးစမ်းတဲ့ fighter လေးဖြစ်တဲ့အတွက်ဘောက်ဆင်ဘက်မထိုးခြင်းနေ MMA ဘက်မကစားခြင်းနေ BJJ ဘက်ပြောင်းပြီးကစားမယ်ဆိုရင်တော့ဒီ fighter က BJJ ကမ္ဘာချန်ပီယံမျိုးတောင်ဖြစ်သွားနိုင်တဲ့ဆိုတဲ့ပုံစံမျိုးနဲ့ထပ်မံဖြစ်ဆွဲပြောဆိုသွားပါတယ်ဆက်လက်ပြီးတော့နောက်ထပ်တိုက်ဆိုင်နေတဲ့အကြောင်းအရာတစ်ခုကိုလည်းဆွဲထုတ်ပြခြင်းသေးပါတယ်ဟိုတနေ့ကတော့ UFC ကဒီ International Fight Week ကာလမှာကျင်းပမဲ့ UFC 329ပြိုင်ပွဲရဲ့ထိပ်ဆုံးခေါင်းပွဲအဖြစ် Conor McGregor နဲ့ Max Holloway တို့မကြေပွဲကိုတည်လိုက်ပြီးဆိုတဲ့အကြောင်းကိုတရားဝင်ချပြလိုက်တယ်ပြည်သက်တွေအကုန်လုံးလည်းသဘောကျသွားတယ် Conor McGregor ကပြည်သက်တွေအကြောင်းမှာလုံးဝရေပန်းစားတဲ့ fighter သူ့အနေနဲ့ဘယ်လိုပုံစံမျိုးထိုးပါသေးသူ့ရဲ့မာကန်ပြည်သက်တွေကအမြဲတမ်းဝင်းရံပြီးသားကျွန်တော်ပြောချင်တဲ့အကြောင်းအရာကအဲ့ဒီအကြောင်းအရာမဟုတ်ပါဘူးကျွန်တော်ရဲ့ fighter လေး Joshua Ban ကသူ့ခုလိုပုံစံမျိုးနဲ့ MMA fighter ဖြစ်လာတာ Conor McGregor ကိုအားကြပြီးဖြစ်လာတာဆိုတဲ့ပုံစံမျိုးနဲ့ဇက်တိုက်ပြောဆိုခဲ့တယ်ဆိုတော့ကြတော့ Conor McGregor ကအခုပွဲထိုးရမယ့်အနေအထားမှာ Joshua Ban နဲ့သူနဲ့အကြားကနည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်လက်လေးတစ်ခုကိုပြည်သက်တွေကိုပြောပြချင်တာဖြစ်ပါတယ် Conor McGregor ကနောက်ဆုံးပွဲကိုလွန်ခဲ့တဲ့9နှစ်လောက်က Dustin Poirier နဲ့ထိုးခဲ့တယ်သူ Dustin Poirier နဲ့ထိုးတဲ့အချိန်တုန်းကဆိုရင်လက်ရှိ UFC Flyweight တန်းရဲ့ချန်ပီယံဖြစ်နေတဲ့ Joshua Ban ဆိုတာ Professional Fighter ဘဝတော့မရောက်သေးဘူးအပြော်တန်းအစ်စ်မှာပဲထိုးနေသေးတယ်အဲ့ဒီအချိန်က2021ဇူလိုင်ဝန်းကျင်လောက်က Conor McGregor ကအဲ့လောက်ဝန်းကျင်လောက်မှာ Dustin Poirier နဲ့နောက်ဆုံးထိုးသက်ခဲ့တာ Joshua Ban ကတော့2021နှစ်ကုန်ပိုင်းရောက်မှပထမဆုံး MMA Fighter ဘဝ Professional ပွဲထိုးသက်ရတာဆိုတော့ကြတော့ Conor McGregor ပွဲထိုးခဲ့တာအတော်ကြီးကိုကြာခဲ့ပြီးနောက်ဆုံးထိုးတဲ့ပွဲနဲ့အခုပွဲအကြားမှာ9နှစ်6နှစ်လောက်ထိကြာတယ်ဒီကြားထဲမှာ Professional Fighter စပြီးဖြစ်လာတဲ့ Joshua Ban ကအခက်အခဲမျိုးစုံကိုကြော်ဖြတ်ပြီးတော့ UFC Champion တောင်ဖြစ်နေပြီးသူ့ကိုအားချခဲ့ရတဲ့ Fighter လေးကသူနောက်ဆုံးထိုးခဲ့တဲ့ပွဲမတိုင်ခင်တုန်းက Professional Fighter မဖြစ်သေးဘူးအခုဒုတိယမြောက်ပွဲထိုးမဲ့အနေအထားမှာတော့ဒီ Fighter လေးက UFC Champion တောင်ဖြစ်နေပြီးဒါလေးကတော့တိုက်တိုက်ဆိုင်ဆိုင်နဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးမျိုးပြည်သက်တွေကိုသိစေခြင်းလို့ဆွဲထုတ်ပြတာဖြစ်ပါတယ်ဆက်လက်ပြောပြမယ့်အကြောင်းအရာကပြည်သက်တွေကိုဘ ഹു တုတရစေခြင်းတဲ့အကြောင်းအရာလည်းဖြစ်တယ်ဟိုတနေ့ကပြောပြခဲ့တဲ့အကြောင်းအရာတွေနဲ့လည်းဆက်ဆက်နေတယ်ဒါကြောင့်မလို့ပြည်သက်တွေကိုထပ်ပြီးဘ ഹു တုတရစေလိုခြင်းအကျိုးငါထပ်ပြီးတော့ဆွဲထုတ်ခြင်းတာဖြစ်ပါတယ်ဘယ်အကြောင်းအရာလဲဆိုတော့ဒီနေ့နေ့မနေ့ပိုင်းတုန်းကကျင်းပသွားတဲ့ MPB Promotion ကပွဲ Fight of the Night ရခဲ့တဲ့ Adriano Moraes နဲ့ Nakuta တို့ပွဲအဲ့ဒီပွဲအကြောင်းကိုကျွန်တော်တော်တော်လေးပြည့်ပြည့်စုံစုံပြောခဲ့တယ်ပွဲပြီးမှာဒိုင်လူကြီး Hapden ကဘယ်လိုပုံစံမျိုးတိုင်မင်တယ်ကွန်ဘေးကဒိုင်လူကြီး Mike Bertrand နဲ့ဘယ်လိုပုံစံမျိုးဆွေးနွေးတယ် Athletic Commission ကတာဝန်ရှိသူတွေနဲ့ဘယ်လိုတိုင်မင်ပြီးတော့နောက်ဆုံး Final Decision ကိုဘယ်လိုပုံစံမျိုးဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းပြည်သက်တွေကိုပြောပြခဲ့တယ်ဒီအနေထားမှာကဘာပေါ်ကပြည်သက်အများစုကသိပြီးလက်မခံညဘူးအထူးသဖြင့်ဒီ Maret Dibalishvili တို့ Stalin တို့က status တွေတင်တဲ့အတွက်ပို့ပြီးတော့ပွဲဆူခဲ့တယ်ဒါက Adriano Moraes ချုပ်ပြီးတဲ့နောက်မှာ2စက္ကန့်လောက်ပိုသွားတယ်အဲ့လိုအနေထားမျိုးကြောင့်မလို့ Nakuta ကလုံးဝအယုတ်ကျိုးပြက်ဖြစ်သွားတာလုံးဝ technical submission မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကဝိုင်းပြီးထောက်ပြတယ် Hapden ကိုလည်းဝေဖန်ချတယ်ဒီအနေထားမှာဒိုင်လူကြီး Hapden ကလုံးဝငြိမ်မနေဘူးရှေ့ထွက်လာတယ်မနေ့ကဆိုရင်ဒရင်မာကြီး Area Hawani နဲ့အဲ့ဒီအကြောင်းအရာတွေကိုတရားဝင်တောင်ဆွေးနွေးသွားပါတယ်ဘယ်လိုပုံစံမျိုးနဲ့ Hapden ကဆွေးနွေးလဲဆိုတော့ Area Hawani ကအဲ့ဒီခိုက်တန်နဲ့ပတ်သက်လို့ဘယ်လို decision ချခဲ့လဲဘယ်လိုပုံစံမျိုးမြင်ခဲ့လဲစတဲ့အကြောင်းအရာတွေကိုအသေးစိတ်မေးတယ်ဒိုင်လူကြီး Hapden ကလည်းသူ့ရဲ့အမြင်တွေကိုဖြေတယ်ဒါနဲ့တည်းမကျေနပ်လို့မို့ Area Hawani ကအဲ့ဒီခိုက်တန်ကိုပြန်ပြီးတော့ video clip ဖွင့်ပြတယ်ကြည်ခိုင်းပြီးတော့အဲ့ဒီ clip တစ်ခုချင်း step by step သူ decision လုပ်သွားတဲ့အပိုင်းတွေကိုဒိုင်လူကြီး Hapden ကိုပြန်ပြီးရှင်းခိုင်းတယ်ဒိုင်လူကြီးကလည်းအမှန်ကန်ကိုဖြေရှင်းသွားတယ်ဆိုတော့ကြတော့ဒီအနေထားကိုကျွန်တော်ကဘာဖြစ်လို့ပြည်သက်တွေကိုမြင်စေချင်တာလဲဆိုတော့ကျွန်တော်ပြည်သက်တွေကြားမှာဒိုင်လူကြီးတွေဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးမကျေနပ်ဘူးဆိုတဲ့ပုံစံမျိုးတွေစက်တိုက်ဝေဖန်ခဲ့ဘူးတယ်ကဘာကျော်ဒိုင်လူကြီးတယောက်ကဒီလိုပုံစံမျိုးနဲ့သူ့ရဲ့အခက်အချက်တွေကိုကင်တွယ်သွားတာသူ့ဘော်ဝိုင်းပြီးထောက်ပြနေကြတဲ့သူတွေကိုဒီလိုပုံစံမျိုးနဲ့ပြန်လဲဖြေရှင်းသွားတာသူ့အမြင်ကဘယ်လိုပုံစံမျိုးနဲ့မြင်တယ်ဒါကြောင့်မလို့သူကကွန်ဘေးကလူတွေနဲ့တိုင်ပင်ပြီးတော့ဒီလို decision လုပ်တဲ့ဆိုတဲ့အကြောင်းတွေကိုပုံမှန်လင်းလင်းချပြသွားတယ်ဒီအကြောင်းအရာလေးကိုမြင်စေခြင်းလို့ပြည်သက်တွေကိုချပြတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်အနေနဲ့ထပ်ပြီးဖြည့်ဆွက်ပြောစရာရှိတာတစ်ခုကဒီပွဲအခင်းချင်းမှာကွန်ဘေးကနေအခုတိုင်လူကြီးဖြစ်လုတ်ကင်ခဲ့တာက Mike Bertrandပွဲပြီးမှာတော့ Rampage Jackson ကလည်း Mike Bertrand နဲ့တွေ့တယ် Mike Bertrand ကအဲ့ဒီအခင်းချင်းမြင်လိုက်တယ်မင်းဘယ်လိုပုံစံမျိုးဆုံးဖြတ်လိုက်တာလဲစတဲ့ပုံစံမျိုးနဲ့ Rampage Jackson ကမေးတယ် Mike Bertrand ကလည်းသူ့ရဲ့ယုံကြည်မှုအပြည့်နဲ့ဒီနေထားကလုံးဝအကောင်းဆုံးကင်တွယ်သွားတာငါတို့ကလုံးဝယုံကြည်မှုရှိတယ် decision ကိုလည်းအမှန်ကန်ဆုံးဆုံးဖြတ်ခဲ့တယ်စတဲ့ပုံစံမျိုးနဲ့ Mike Bertrand ကလည်း Rampage Jackson ကိုပြောဆိုသွားတယ်
ဆိုတော့ကြတော့ Hapdin ကလည်းဖြည့်ရှင်းတယ် Mike Bertrand ကလည်း Rampage Jackson နဲ့အတွေ့မှာအဲ့လိုပုံစံမျိုးဖြည့်ရှင်းတယ်ကဘာကျော်တိုင်းလူကြီးတွေကသူတို့ဘောဝေဖန်မှုရှိလာပြီဆိုရင်အခုလိုပုံစံမျိုးတွေနဲ့ဖြည့်ရှင်းလာကြတာဒီအကြောင်းအရာလေးကိုမြင်စေချင်တာဖြစ်ပါတယ်နောက်ထပ်အားကျစရာကောင်းတာတစ်ခုကဒီအနေထားမှာနကူတာတို့ဘက်ကလုံးဝမကျေနပ်ဘူးသူတို့အနေနဲ့ဒီပွဲမှာတိုင်းဆုံးဖြတ်ပြီးခံယူသင့်တယ်ဒီလိုပုံစံမျိုးမရှုံးသင့်ဘူးသူတို့ကဒီအတိုင်းကိုယုံကြည်တယ်အဲ့လိုယုံကြည်တဲ့အတွက်သူတို့ကလုံးဝငြိမ်မခံဘူးဘလို့ပုံစံမျိုးလုပ်လဲဆိုတော့ဒီဆုံးဖြတ်နဲ့ပတ်သက်ပြီးချက်ချင်းကို Athletic Commission မှာအယူခံဝင်မဲဆိုတဲ့ပုံစံမျိုးနဲ့အတန်လွှတ်နေမကြခင်မှာလည်းဒီပွဲနဲ့ပတ်သက်ပြီးသူတို့အယူခံဝင်လိုက်မယ် Athletic Commission ကတော့ဘလို့ပုံစံမျိုးဆုံးဖြတ်မလဲမသိသေးဘူးဒီရှုံးနိုင်တဲ့ fighter ဘက်ကတော့အယူခံဝင်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်းကိုသတင်းသမားတွေကိုပြောပြတယ်ဒီညမှာဘာကွာလဲဆိုတော့အာရှက promotion တွေနဲ့ကွာတဲ့အကြောင်းအရာလေးကိုပြည်သက်တွေကိုမြင်စေချင်တာ fighter တယောက်ကမကျေနပ်ဘူးဆိုရင်ဒီလိုပုံမှန်လင်းလင်းပြောခွင့်ရှိတယ်ပြီးတော့ကြတော့အယူခံကိုလည်း Athletic Commission မှာတန်းပြီးတော့အယူခံဝင်ခွင့်ရှိတယ် Athletic Commission ကပြန်ပြီး review လုပ်ပေးတယ်ဒါလို့ review လုပ်တဲ့အနေအထားမှာသူတို့ကပြန်ပြီးဖြည့်ရှင်းချက်တွေပေးလိုက်မယ်ဒါလို့ပုံစံမျိုးကြောင့်ဆုံးဖြတ်တာပါဆိုတဲ့ပုံစံမျိုးနဲ့ဖြည့်ရှင်းချက်ပေးမယ်ဒိုင်လူကြီးတွေကမှားခဲ့ရင်လည်းဒိုင်လူကြီးတွေမှားပါတယ်ဒါကြောင့်မလို့ရလက်ကဘယ်လိုပုံစံမျိုးပြောင်းပြန်ဖြစ်တဲ့မှာတဲ့ no contest ဖြစ်တဲ့မှာတဲ့ပုံစံမျိုးသူတို့ပြန်ပြီးဖြည့်ရှင်းလိုက်မယ်ဒါကတော့အမေရိကမှာကျင်းပတဲ့အနေအထားမှာ fighter ဘက်ကလည်းမကျေနပ်ရင်အဲ့လိုပုံစံမျိုးစောရကတက်လို့ရတယ်အယူခံဝင်လို့ရတယ်ဆိုတာကိုပြည်သက်တွေကိုမြင်စေချင်တာတစ်ချက်ဒိုင်လူကြီးတွေကလည်းသူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးသတင်းသမားတွေကိုဒီလိုပုံစံမျိုးနဲ့သူတို့ဆုံးဖြတ်တာပါဆိုတဲ့ပုံစံမျိုးတရားဝင်ဖြေရှင်းလာတာတစ်ချက်ပြောချင်တာက check and balance ကရှူတော့ပေါင်းစုံကနေညှိနေတယ်အဲ့လိုပုံစံမျိုးနဲ့သူတို့ကပြိုင်ပွဲတစ်ပွဲကိုကျင်းပကြတာလုံးဝတစ်ဖက်သက်မဆန်ဘူးနောက်ဆုံး Athletic Commission ကလည်းဘယ်လောက်ထိညှတာမှုရှိလဲဆိုရင်ဒီပြိုင်ပွဲမှာပါဝင်ထိုးသက်တဲ့ fighter တွေရဲ့ထိုးကြီးကဘယ်လောက်ပါဆိုတဲ့ပုံစံမျိုးနဲ့ချပြရုံနဲ့မဟုတ်ဘူးပွဲပြီးမှာ best fighter ကတော့ weight ဘယ်လောက်ရှိပါတယ်ဆိုတဲ့အကြောင်းကိုချပြတယ်ချပြပြီးတော့ best fighter က weight ဘယ်လောက်ရာခိုင်နှုန်းတက်လာတယ် best fighter ကတော့ weight ဘယ်လောက်ရာခိုင်နှုန်းပဲတက်လာတယ်အဲ့ဒီအကြောင်းအရာတွေကိုပါပုံမှန်လင်းလင်းပြောပြသွားတယ်တဘောကတော့ဒီပွဲထိုးတဲ့အနေထားမှာတချို့ weight ခိုးတဲ့ fighter တွေကဘယ်လောက်ထိခိုးလဲဆိုတာပေါ်ပေါ်လင်းလင်းမြင်စေချင်တာသူတို့ကတော့အဲ့ဒီဘိုင်းနဲ့ကန့်သက်ချက်မထားဘူး best fighter ကတော့ weight ကိုဘယ်လောက်ထိလုတ်ပြီးတော့ဘယ်လောက်ထိတင်သွားလဲဆိုတာ public မှာ information ကိုအတိအကျသိစေချင်တဲ့အတွက်အဲ့လိုပုံစံမျိုးချပြသွားတာဒီပွဲစဉ်လေးတပွဲကနေပြည်သက်တွေအတွက်အမြင်တွေလည်းရတယ်သင်ခန်းစာတွေလည်းရတယ်ဘုသူတ္တတွေလည်းရတယ်ဒီလိုပုံစံမျိုးကြောင့်မလို့ပြည်သက်တွေကိုသိစေချင်လို့ဒီအကြောင်းအရာနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေကိုထပ်ပြီးတင်ပြကြည့်တာဖြစ်ပါတယ်ဆက်လက်ပြီးပြည်သက်တွေကိုထူးခြားတဲ့သတင်းတစ်ပုဒ်ပြောပြခြင်းပါတယ်အရှေ့လေပိုင်းမှာကမ္ဘာနိုင်ငံရေးအကျက်တဲတွေဖြစ်တာကြောင့်မလို့ခီးသွားလာရတာတွေခက်ခဲလာတယ်ဒို့ပေသည့်တိုင်အောင် UFC ကတော့အဘူဒါဘီမှာသွားပြီးတော့ UFC Fight Night ပြိုင်ပွဲကျင်းပမယ်ဆိုတဲ့အကြောင်းကိုမနေ့ကတရားဝင်ချပြလိုက်ပြီးဘယ်လိုပုံစံမျိုးနဲ့ကျင်းပမှာလဲဆိုတော့ဒီတစ်ခါမှာတော့ပွဲကြီးတော့မဟုတ်သေးဘူး UFC Fight Night ပြိုင်ပွဲပုံစံမျိုးနဲ့ကျင်းပသွားမယ်ဒီကြေညာချက်ထုတ်ပြန်တဲ့အနေအထားမှာ UFC ကဘယ်လိုပုံစံမျိုးကြေညာလဲဆိုတော့အဘူဒါဘီကDepartment of Tourism and Culture နဲ့ပူးပေါင်းပြီးတော့ဒီပြိုင်ပွဲကိုကျင်းပမယ် UFC Fight Night ပြိုင်ပွဲကျင်းပမယ်မနစ်ကဆိုရင်သူတို့က Rainier Tirita နဲ့ Robert Whittaker တို့တွဲဆိုင်ကိုကျင်းပခဲ့တယ်အဲ့ဒီနောက် Saeed Eyekan နဲ့ Tom Espinel တို့ပွဲတွေကျင်းပခဲ့တယ်စတဲ့ပုံစံမျိုးတွေလည်းဖော်ပြထားတယ်ကျွန်တော်ပြည်သက်တွေကိုပြောပြခြင်းတဲ့အကြောင်းအရာကအဲ့ဒါတွေမဟုတ်ဘူး UFC က Department of Tourism and Culture နဲ့ partnership လုပ်ပြီးတော့ဒီပြိုင်ပွဲကိုကျင်းပတယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြခြင်းတာဘာဖြစ်လို့လဲဆိုတော့ပြိုင်ပွဲတစ်ပွဲကျင်းပပြီဆိုရင်ဒီပြိုင်ပွဲကိုလာရောက်ထိုးသက်မဲ့နိုင်ငံအရရက်က fighter တွေရှိမယ်တချို့သော fighter တွေကဗီဇာအခက်အခဲတွေဖြစ်နိုင်တယ်တချို့တွေကလိုအပ်ချက်တွေရှိနိုင်တယ်စတဲ့အမျိုးမျိုးတွေဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့အဘူဒါဘီဘက်က Tourism and Culture Department က collaboration လုပ်လိုက်တာတဘောကတော့ဒီပြိုင်ပွဲမှာပါဝင်ထိုးသက်မဲ့ fighter တွေသူတို့နောက်ကလိုက်လာမဲ့နေပြတွေအကူတွေအကုန်လုံးသူတို့အစိုးရဘက်ကပံ့ပိုးကူညီသွားမယ်အဲ့ဒီကိစ္စတွေအတွက်ဘာမှပြဿနာမရှိဘူးသူတို့ကတော့ tourism ခီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့အတွက်ဒီပြိုင်ပွဲကိုလာပြီးကြီးစုမဲ့ပြည်သက်တွေအတွက်ပို့ပြီးတော့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်စတဲ့ပုံစံမျိုးတွေနဲ့စီးပွားရေးလုပ်တာဒါလေးကိုပြည်သက်တွေကိုမြင်စေချင်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလို promotion တွေမှာသွားပြီးထိုးပြီးဆိုရင်အဲ့ဒီနိုင်ငံကအစိုးရတွေကပို့ပြီးတောင်သဘောကျကြတယ်မြန်မာပြည်ကနေနိုင်ငံတကာထွက်ပြီးထိုးတဲ့ fighter တချို့ဆိုရင်အဲ့လိုအခက်အခဲလေးတွေရှိတတ်တယ်တကယ်တော့အဲ့နိုင်ငံတွေကပို့ပြီးတောင် welcome လုပ်တာအခု UFC ပဲကြည်လိုက်သူတို့ tourism department နဲ့တောင် collaboration လုပ်ပြီးပြိုင်ပွဲကျင်းပတာဒါလို့စင်လူအနေထားလေးတွေကိုမြင်စေခြင်းလို့မို့ပြည်သက်တွေကိုထပ်ပြီးချပြကြည့်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောပြခြင်းတဲ့အကြောင်းအရာကဂျွန်ကျုံးရဲ့အကြောင်း MPP promotion ကျင်းပသွားတဲ့အနေထားမှာဂျွန်ကျုံးကကိုယ်တိုင်တက်ရောက်ချီးမြှင့်တယ် Francis Ngannou ကလည်းဂျွန်ကျုံးနဲ့ထိုးကျင်တဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့လေသံပစ်သွားတယ်ဒီအနေထားမှာဖြစ်နိုင်မဖြစ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ပြည်သက်တွေကဆွေးနွေးကြတယ်ဂျွန်ကျုံးက UFC နဲ့စာချုပ်သက်တမ်းရှိသေးတဲ့ fighter Ngannou ဘက်ကတော့ပွဲဖြစ်လို့ရတယ်ဆိုတော့ကြတော့ဒီခင်းချင်းကတကယ်ရောလက်တွေ့ဆန်းရလားဆိုတဲ့ပုံစံမျိုးနဲ့ဝိုင်းပြီးမေးခွန်းထုတ်ကြတယ်ဂျွန်ကျုံးကိုယ်တိုင်ကတော့အဲ့ဒီအနေထားတွေကိုဘယ်လိုပုံစံမျိုးတုတ်ပြန်လဲဆိုတော့
UFC နဲ့သူနဲ့အကြချုပ်ဆိုထားတဲ့စာချုပ်ကဖျက်သိမ်းဖို့အတွက်မဖြစ်နိုင်တာမရှိဘူးဖြစ်နိုင်ခြေအများကြီးရှိတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြန်လည်ဖြေရှင်းသွားတယ်တဘောကတော့ကျွန်းကျုံက UFC နဲ့လောလောဆယ်ခွာပြဲနေတဲ့အနေအထားမှာသူ့စာချုပ်ဖျက်သိမ်းခြင်းနဲ့ဆိုတဲ့ပုံစံမျိုးနဲ့လေတံစပြီးပြစ်လာတာတကယ်တရားဝင်စိတ်ထဲကပါလို့လားအကွက်ရွှေ့တဲ့အနေနဲ့ထည့်ပြီးပြောတာလားတော့မသိဘူးဒီလိုပုံစံမျိုးနဲ့သူ့ရဲ့စာချုပ်ကဖျက်သိမ်းဖို့မဖြစ်နိုင်ဘူးဆိုတာလုံးဝမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပြောဆိုသွားတဲ့အကြောင်းကိုပြည်သက်တွေကိုသိစေချင်တာဖြစ်ပါတယ်